ဒီငှက်ငယ်လေးဟာသူ့အမေရဲ့ဂရုစိုက်ယူရမှုအောက်မှာပဲကြီးပြင်းလာခဲ့တာပါဗိုက်စားတဲ့အခါတိုင်းနှုတ်သီးလေးအစွမ်းကုန်ဟာပြီးအမေဖြစ်သူလာကျွေးမဲ့အစာကိုပဲအမြဲစောင့်နေတတ်ပါတယ်ဒါပေမဲ့တနေ့မှာတော့အမေကအစာကိုပါဇက်ထဲတိုက်ရိုက်မထည့်ပေးတော့ပဲကမ်းခြေတဲတောင်ပြင်ပေါ်မှာပဲချထားပြီးငှက်ငယ်လေးကိုကိုယ်တိုင်လာစားဖို့အချက်ပြခဲ့ပါတယ်ငှက်ငယ်လေးဟာမတက်တာပဲအမေစီကိုအပြေးလေးသွားခဲ့ရတာပေါ့ဒါပေမဲ့ပါဇက်လေးဟာပြီးအစာစောင့်နေတော့မှပဲအမေကလက်ဆက်တဲ့ခီယူသားကိုသူ့ရှိတင်ဆက်ပြလိုက်ပြီးသူ့ကိုတော့တဲတောင်ပြင်ဘက်ကိုတွန်းပို့လိုက်ပါတယ်ဒါဟာကို့အစာကိုရှာစားတတ်အောင်တင်ယူရမယ်ဆိုတဲ့အမေရဲ့တွေ့ဝိုက်တဲ့တင်ကြမှုပါပဲငှက်ငယ်လေးလည်းအမေလို့တလို့လိုက်တူခိုရင်ရေပူပေါင်းလေးတွေကြားကပထမဆုံးခရီးလေးတစ်ကောင်ကိုဖမ်းမိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအခြားငှက်တွေအားလုံးပြတလဲထွက်ပြေးကြပါလေရောဒီလိုင်းလုံးကြီးလာနေပြီလေအမေကလည်းအမြန်ပြေးဖို့တိုက်တွန်းပေမဲ့စော့ကစားရတာဝါသနာပါတဲ့ငှက်ငယ်လေးကတော့လှပတဲ့ရေပူပေါင်းလေးတွေကိုငင်းမောနေမိပါတယ်ခဏအကြာမှာတော့ရိုက်ခတ်လာတဲ့လှိုင်းလုံးကြီးအောက်မှာသူ့လေးနစ်မြုပ်သွားခဲ့ရတာပေါ့အဲ့ဒီနောက်မှာတော့သူဟာကြောက်လန့်တကြားနဲ့အတိုက်ထဲမှာပဲကွေးနေပြီးအပြင်ထွက်ဖို့လုံးဝမဝင်ရဲတော့ပါဘူးအမေကဘလောက်ပဲအားပေးတိုက်တွန်းပါစေသူကတော့အတိုက်ထဲကနေပါဆက်လေးဟာပြီးအစာလာကျွေးမှာကိုပဲစောင့်နေပါတော့တယ်ဒါပေမဲ့ဒီတစ်ခါတော့အမေကသူ့ကိုလှည့်မကြည့်ပဲထွက်သွားခဲ့ပါတယ်ဗိုက်စာလုံးလို့မအောက်နိုင်တော့တဲ့အဆုံးမှာတော့ငှက်ငယ်လေးဟာတက်တီမွေးပြီးအတိုက်ပြင်ပကိုတစ်ခါပြန်ထွက်လာခဲ့ပါတယ်ဒီတစ်ခါတော့ကြောက်ဆောင်တွေနောက်မှာပုံရင်အဝေးကခီးယူတကောင်ကိုအပိုင်ချောင်းနေတာပါဒါပေမဲ့သူ့အစာစီကိုပြေးသွားမှာလှိုင်းလုံးတွေကတကြော့ပြန်ရိုက်ခတ်လာပြန်ပါတယ်ကြောက်လန့်တကြားနဲ့မှော်ပင်တွေအောက်မှာပုံနေတော့ကနန်းလက်မကြီးနှစ်ကောင်ကသူ့ကိုဆွဲထုတ်လိုက်ပါတယ်အဲ့ဒါကတော့သူတို့သားသမီးတွေကိုအစာရှာထွက်ဖို့ခေါ်လာတဲ့အဖေကနန်းကြီးနဲ့အမေကနန်းကြီးပါလိုင်းလုံးကြီးတစ်ခါပြန်လာတဲ့အခါမှာတော့ငှက်ငယ်လေးဟာကနန်းပေါက်စလေးလုတ်တလို့တဲထဲမှာခေါင်းလေးနစ်ပြီးပုံနေလိုက်ပါတယ်ရေတွေတကန်းလုံးကိုဖုံးလွှမ်းသွားချိန်မှာတော့ရေအောက်ကအမခန်းလာပါတဲ့မြင်ကွင်းကိုသူမြင်လိုက်ရပါပြီနေရာအနှံ့မှာစားစရာခီးယူတွေအများကြီးရှိနေတာကိုအဲ့ဒီတော့မှအမေဖြစ်သူဘာကိုဆိုလိုခဲ့မှန်းငှက်ငယ်လေးနားလဲသွားပါတယ်ရေပူပေါင်းလေးတွေရှိတဲ့နေရာတိုင်းမှာအစာတွေအများကြီးရှိတယ်ဆိုတာသူသိသွားတာပေါ့ရေပြန်ကျသွားတဲ့အခါမှာတော့ငှက်ငယ်လေးဟာကြောက်စိတ်တွေအကုန်ပြောက်ပြီးသူ့ရဲ့အရေးချင်းအစ်ကိုအမေကိုပြချင်လို့စိတ်လှုပ်ရှားနေပါပြီအဲ့ဒီနောက်ပိုင်းမှာတော့သူဟာတဲထဲမှာဝတ်ထားတဲ့အစာတွေကိုကျွမ်းကျင်စွာရှာဖွေနိုင်ုံတင်မကပဲတခါတလေဆိုရင်အခြားငှက်တွေအတွက်တောင်ခရူကြီးတွေကိုရှာပေးနိုင်တဲ့အထိတော်လာပါတော့တယ်ငှက်ငယ်လေးဟာကမ်းခြေတစ်လျှောက်ပျော်ရွှင်စွာပြေးလွှားနေပြီးအမေအတွက်ဂုဏ်ယူရတဲ့သားလေးဖြစ်လာခဲ့ပါတယ်